Hi guys, Alama Minglaba. Welcome back to Helen Vlogs. Helen quick life update လေးရှိရပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့ဒါဘာလဲဆိုတော့အလုံးသိကြတဲ့အတိုင်း Helen ကဒီလမ်းမှာအလုပ်လုပ်နေတယ်ပြီးတော့ဒီတခြား side hustles တွေနဲ့ content creation တွေရောတခြားဒီ side business တွေနဲ့လုပ်နေရရှိရပေါ့နော်အဲ့တော့အရင်တော့ Helen ရဲ့ရုံးကဒီတပတ်ကို3ရက်ရုံးသွားရတယ်အဲ့2ရက်လောက်ကအိမ်မှာလုပ်လို့ရတယ်ဆိုတော့အစတော့အဆင်ပြေရဲဒါပေမဲ့တခြား side hustles တွေအများကြီးနဲ့ပေါင်းမျိုးလုပ်တဲ့အခါမှာ Helen အလုပ်ဝင်ပြီးလို့ခံစားရပြီးလို့က burn out ဖြစ်သွားတာပေါ့နော်အဲ့တော့ Helen အရင် burn out ဖြစ်လာတဲ့အချိန်မှာကိုယ့်ကို analyze လုပ်လိုက်တော့ Helen ဒီရုံးသွားတာကိုလုံးဝမကြိုက်ဘူးတပတ်ကိုရ Helen 3ရက်သွားရတယ်2ရက်ကအိမ်မှာလုပ်လို့ရတယ်ဒါပေမဲ့အဲ့3ရက်ကို Helen မနေ့သွားရတယ်ညနေပြန်တယ်မသွားခင်ထပြီးတော့ပြင်ဆင်ရတယ်အလားပြင်ရတယ်အဝတ်အစားအကုန်ပေါ့နော်မနေ့မသွားခင်2နာရီလောက်ကသွားဖို့ပြင်ဆင်ရတယ်ပြင်ပြလို့ရှိရင်လည်းပြင်မန်းမှာဘာညာနဲ့တခြားလုပ်တွေလုပ်ရတော့ပို့ပြီးတော့နှစ်ဆပို့ပြင်မန်းတယ်လို့ခံစားရတယ်ပေါ့နော်အဲ့အတွက် Helen ဆုံးဖြတ်ချလိုက်တာဒီ Helen remote job လုပ်ချင်တယ်ပေါ့နော်ဒါမှ fully remote အိမ်မှာပဲ Helen ကို ECC အလုပ်လုပ်ခွင့်ပေးမဲ့အလုပ်မျိုး Helen အရင်လုပ်ချင်တယ်ဆိုတော့ Helen လွန်ခဲ့တဲ့2ပတ်3ပတ်လောက်က remote job ကိုစပြီးတော့ရှာခဲ့ရတယ်ပေါ့နော်အဲ့တော့ကန်ကောင်းစွာနဲ့ Helen အခုအလုပ်တက်ရတော့ပါပြီအလုပ်တက်ကတော့ဒီ London based company ကိုမှာ Helen fully remote အိမ်မှာပဲလုပ်လို့ရမယ်တခါတလေ maybe like once in a while Helen client တွေပါတယ်နဲ့ meeting တွေ့မယ်ဆိုလို့ရှိရင်တော့in person သွားရင်သွားရမယ်ပေါ့နော် but 99.9% လောက်ကတော့ Helen ဒါအိမ်မှာလုပ်ရမယ် remote job ရှာတွေ့တော့ပါပြီဒါလေးကတော့ live update လာပေးရပါတော့ I'm hoping Helen ဒီ remote job နဲ့ဆိုလို့ရှိရင်တစ်ဖက်ကအလုပ်လုပ်နေနေမှာ Helen အရန်ဝါသနာပါတဲ့ဒီ content creation ကိုလည်း full time ဆက်ပြီးတော့လုပ်နိုင်မယ်လို့ Helen ပြောနေတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Helen အခု Instagram TikTok မှာတော်တော်လေးကိုကြီးတစ်ခုရောက်နေပြီလို့ခံစားရတယ်ပေါ့နော် international brands တွေအများကြီးနဲ့လည်းစပြီးတော့လက်တွဲပြီးလုပ်နေရဖြစ်တဲ့အတွက်ဒီ opportunities ကိုလည်း Helen လက်မလွတ်ချင်ဘူး။အချိန်ထဲမှာလည်းဒီကိုယ့်အုံနောက်ကိုအမြဲတမ်းသွေးပေးနေမယ်လို့ထင်တဲ့ဒီရုံးလုပ်ကိုလည်းလက်မလွတ်ချင်ဘူးပေါ့နော်။ပြီးတော့ဒါ remote ဖြစ်တဲ့အတွက် Helen အတွက် location limit လည်းမရှိဘူးပေါ့နော်။ as long as Helen UK မှာ base ပြီးတော့မှထားပါတော့တခြားနိုင်ငံတွေမှာခီးလေးထွက်ရင်လည်းလုပ်မယ်ဆိုရင်လည်းရတယ်အဲ့တော့ဒါ Helen တော့ ideal work situation ဖြစ်သွားမှာလို့ထင်တယ်ပေါ့နော်ပြီးတော့ Helen နောက်2ပတ်လောက်နေရင်လည်းထိုင်းနိုင်ငံမှာတလသွားပြီးတော့ family နဲ့တွေ့ဖို့ရှိရဲဆိုတော့အဲ့မှာခီးသွားရင်းနဲ့မှလုပ်လည်းဆက်လုပ်သွားမယ်ဆိုတော့ဒါ Helen တို့တကယ်ဘာလဲဖျားဖန်တီးပေးထားတဲ့အခြေအနေတစ်ခုလို့ Helen ထင်တယ်အဲ့တော့ Helen future content တွေမှာလည်းဒီရုံးလုံးလုံးရင်းနဲ့မှာ Helen ရဲ့ content creation တွေတခြား side business တွေကိုဘယ်လိုမျိုး grow အောင်စူးစမ်းမလဲဆိုတာကိုအားလုံးဆက်ကြည့်အောင်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ Helen ရဲ့ first day of work ပေါ့နော် Helen ဒီ remote job ရဲ့ပထမဦးဆုံးစတဲ့နေ့လေးကိုအားလုံးခေါ်သွားမလို့ပါအားလုံးလိုက်ကြပါဦး My first time having a fully remote job so I'm very excited doing a little get ready before my work startsအိမ်မှာပဲနေပြီးတော့အလုပ်လုပ်ရတယ်ဆိုပေမဲ့နေ့တိုင်းအဲ့လို put together ဖြစ်နေအောင်ပေါ့နော်အခုလိုမျိုးလေးပဲတသက်ရက်လေးနေဖြစ်တယ်အဲ့ဒါမှကိုယ့်ရဲ့ confidence level ကလည်းပို့ပြီးတော့တက်လာလို့ခံစားရတယ် I'm gonna go downstairs to work Okay အဲ့တော့ဒီနေ့အတွက်လှုပ်ရှားလုပ်ပါတော့မယ်ပထမဆုံးနေ့ဆိုတော့ဒီရုံး laptop လေးကိုဖောက်ပြီးတော့မှတခြားလေး set up ပြင်လုပ်မယ်ပေါ့နော် Joining my first call with my manager ပြီးတော့မနေ့9နာရီခွဲလောက်ကြာတော့ Helen ရဲ့ manager နဲ့ပထမဆုံး intro call ရှိရပေါ့နော်ပြီးတော့ဒီ wider team နဲ့ introduce လုပ်ပေးတယ်လောဆယ်ထိတော့အကုန်လုံးကအရင် friendly ဖြစ်ပြီးတော့အရင် welcoming ဖြစ်တော့လူကအိမ်မှာလုပ်တယ်သူတို့နဲ့ပြင်မှာမတွေ့ရဘူးဆိုပေမဲ့ in touch ဖြစ်နေဆိုတဲ့ feeling လေးကိုပေးရပေါ့နော်အဲ့တော့အရင်သဘောကျပါတယ်ဒီနေ့မနေ့ Helen တို့အလုပ်လေးနည်းနည်းများသွားတာနဲ့ lunch ချက်ဖို့အတွက်အချိန်မရှိတော့ဘူးပေါ့နော်အဲ့တော့ခောက်ဆွပြုတ်နေပဲပြီးသွားပါတယ်အဲ့လိုနဲ့ပဲဒီနေ့အတွက်အလုပ်ဆက်လုပ်တယ်ပေါ့နော်ညနေကျတော့အပြင်ထွက်ပြီးတော့ Japanese barbecue လေးသွားစားဖြစ်တယ်ဒီဆိုင်က Helen လန်ဒန်စားရောက်တဲ့အရန်ကြိုက်တဲ့ဆိုင်ပေါ့နော်ဆိုတော့ခဏသွားစားဖြစ်တယ်စားပြီးတော့ပြီးအပြင်ရောက်တော့ခဏအနားယူရဲပြီးတော့လုပ်ဆရာရှိရဲ့ video editing လေးဆက်လုပ်တယ်ပေါ့နော်ည7:00နာရီလောက်ကျတော့ Helen ရဲ့ self care evening routine လေးပေါ့နော်ရေမိုးချို skin care လေးလုပ်ပြီးတော့ဒီနေ့ညနေအတွက်အနားယူပါမယ်အဲ့တော့ဒီနေ့အတွက် Helen ရဲ့ remote job လုပ်တဲ့ပထမဆုံးနေ့လေးရဲ့အတွေ့အကြုံကတော့ဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ် next video မှာပြန်တွေ့မယ်နော် bye bye